တာမန်နေ့ရက်တွေလိုပါပဲကွမ်ခွန်းဟာသူ့သမီးလေးကိုအဝတ်ထည်ဆိုင်တစ်ဆိုင်စီခေါ်သွားခဲ့တယ်။သမီးလေးကမှန်တင်းကနေတဆင့်ပြုံးပြနေတော့မှပဲရုတ်တရက်ပောက်ကွဲမှုကြီးကလမ်းမပေါ်ကိုရိုက်ခတ်သွားတော့တဲ့ပောက်ကွဲအားကြောင့်မှန်တွေအစိမ့်စိမ့်မွှာကွဲထွက်ကုန်ပြီးလူတွေလည်းလွတ်စင်သွားကြတယ်။ကွန်တယောက်မိခိုးတွေကြားထဲကိုအပြေးလွှားတိုးဝင်သွားတဲ့အခါသူ့သမီးလေးဟာအသက်မဲ့စွာလဲလျောင်းနေတာကိုတွေ့လိုက်ရတယ်။ရဲတွေကဒါကိုမတော်တဆမှုလို့ပဲသတ်မှတ်ခဲ့ပေမဲ့ကွန်ကတော့ဒါဟာမတော်တဆမှုမဟုတ်မှန်းသိနေတဲ့ဒီကိစ္စအတွက်တာဝန်ရှိသူတွေပြန်ပေးဆက်ရမယ်လို့သူဆုံးဖြတ်လိုက်တယ်။ကွန်ဟာတရားခံတွေကိုတယောက်ပြီးတယောက်ခြေရာခံလိုက်ပါတော့တယ်။သူဟာအကျင့်ပြတ်ချစားနေတဲ့အရာရှိတယောက်ရဲ့ရုံးခန်းအပြင်ဘက်မှာဘုံတစ်လုံးထောင်ခဲ့တဲ့လူတက်ဖို့မဟုတ်ပဲတတိပေးချက်ပေးဖို့ပါဘုံပေါက်ကွဲတန်ကြောင့်နေရန်တွေတုန်ခါသွားချိန်မှာပဲသူဟာမှောင်ရိပ်ထဲကိုပြက်ကွယ်သွားခဲ့တယ်။သူတို့တွေမသိလိုက်တာကကွန်ဟာသူတို့ရဲ့လုံခြုံရေးကေဟာ safe house ထဲကိုရောက်နေပြီဆိုတာပါပဲ။ပထမဆုံးကင်းဆောင်ဟာအတန်တိတ်လဲကျသွားပြီးဒုတိယတစ်ယောက်ကတော့သူ့လေပင်ကိုရစ်ပတ်လာမဲ့နန်းကျိုးကိုတောင်တတိမထားမိလိုက်ဘူးကွန်ဟာသူတို့ကောင်းဆောင်ဟန်နက်စီစီကိုရောက်သွားပြီးလေပင်မှာဓာတ်နဲ့ထောက်ကနာမည်တွေပြောစမ်းလို့ရာဇတန်ပေးလိုက်တယ်ဟန်နက်စီကအချိန်ဆွဲနေပေမဲ့ဖုံးကွယ်ထားတဲ့ဖုံးတစ်လုံးတုံခါလာခဲ့တယ်ကွန်အဲ့ဒီဖုံးကိုယူကြည့်လိုက်တဲ့အခါအမှန်တရားပေါ်ထွက်လာတော့